3D design မှာ workflow 5မျိုးရှိရဆိုတာအသိပြီလား CAD software တွေမှာသူတို့ base လုပ်ထားတဲ့ workflow တွေရှိရပါတော့ကျွန်တော်ဥပမာ SolidWorks ကိုကြည့်မယ်ဆိုရင်နာမည်မှာတင်ကျွန်တော် solid ပါနေတာတွေ့ရမယ်အဲအကြောင်း SolidWorks ကအဓိကအားဖြင့် solid modeling ကိုအခြေခံထားတဲ့ software ဖြစ်ပါတယ် SolidWorks မှာ design tree ရှိတယ် design tree ကကိုဆွဲထားတဲ့ပုံပဲနေရာဘာလုပ်နေလဲဆိုတာကိုပြန်သွားပြီးတော့ပြင်လို့ရတယ်ကျွန်တော် parent နဲ့ child တို့အဲ့လိုပုံစံတွေရှိရပါတော့တစ်ခုနဲ့တစ်ခုကဆက်ဆက်မှုရှိတယ်ဟိုတစ်ခုပြက်လို့ရှိရင်နောက်တစ်ခုကပြင်မရတာတော့အဲ့လိုမျိုးပေါ့နော်အဲ့ဒါပေါ့ကျွန်တော် cycle ဖြစ်ဖြစ် rectangle ဖြစ်ဖြစ်ဆွဲပြီးရင် extruder board လုပ်မယ်လိုတဲ့နေရာတွေမှာ extruder cap လုပ်မယ် failure ချိုးမယ် chamfer ချိုးမယ်ပေါ့နော်ကျွန်တော် share လုပ်မယ်ပေါ့နော်ဟိုအခု share လုပ်တာပေါ့နော်အဲ့ဒါတွေက solid modeling ရဲ့ feature တွေပေါ့နော်ကျွန်တော်ဒီလိုနဲ့ product design တော်တော်များများကို solid modeling နဲ့လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ cross sectional view ပြထားတယ်ကျွန်တော်ခွဲကြည့်လိုက်လို့ရှိရင်အထဲထဲမှာအသားပါတယ်ပေါ့နော်ဟို solid ကြီးဖြစ်နေပေါ့နော်ပြောရမယ်ဆိုရင်ကြည့်လိုက်လို့ရှိရင်ကျွန်တော်အခန်းထဲမှာထားပါတော့ကျွန်တော် product တွေကိုလိုက်ကြည့်တာပေါ့ product တွေတော်တော်များများက solid modeling workflow နဲ့အလုပ်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ 3D design မှာ solid modeling တစ်မျိုးတည်းမဟုတ်ဘူးနောက်တစ်ခုက surface modeling လို့ခေါ်ပါတယ်သူကဘယ်လိုမျိုးလဲဆိုတော့ဥပမာပြောရမယ်ဆိုရင်စာရွက်နှစ်ရက်ကိုဆက်ထားသလိုမျိုးเนาะအဲ့လိုမျိုး layer တွေပေါ့နော်စာရွက်တွေအများကြီးကိုပေါင်းထားတယ်အဲ့လိုမျိုးဟို layer တွေဆက်ထားတဲ့ဟာမျိုး modern တွင်းကိုကြည့်မယ်ဆိုရင်အခေါင်းပေါက်ကြီးဖြစ်နေလို့เนาะကျွန်တော် cylinder ဆိုရင်တော့ဒီလိုမျိုးပုံစံဖြစ်သွားမှာပေါ့เนาะချိုးရပါသွားလိမ့်မယ် surface မှာဆိုရင်အဲ့လိုမျိုးအရာကြီးပေါ်နေချုပ်ရပါတယ်ပေါ့เนาะကျွန်တော် software အနေနဲ့ဆိုရင် Rhino လိုမျိုး software တွေက surface modeling ကိုအရင်အားကောင်းတယ်ပေါ့เนาะသူကကြတော့ဟို surface modeling ကဘာတွေအတွက်ဆွဲရလဲဆိုတော့ကျွန်တော်တို့ကားတွေကျွန်တော် drone canopy တွေ consumer product တွေဥပမာကျွန်တော်တို့ mouse ဆိုရင်ဟို shade တွေရှိရပါတော့အဲ့ shade တွေက solid modeling နဲ့လုပ်လို့မရဘူးပြီးတော့ကျွန်တော်တို့ cycle auto လိုမျိုးဟာတွေပြီးတော့ plane shade တွေအဲ့ဒါမျိုးတွေကကြတော့ surface modeling နဲ့မှအလုပ်ဖြစ်တာပါပြီးတော့ smooth ဖြစ်တဲ့ organic shade တွေကိုလိုလာခဲ့သည်ရှိတော့ကျွန်တော်တို့ surface modeling ကပို့ပြီးတော့ solid modeling ထက်ပို့ပြီးတင့်တော်ပါတယ်ကျွန်တော် solid modeling မှာကျွန်တော် rectangle ဆွဲပြီးတော့ AC လောက်တာနဲ့အဆင်ပြေတယ်ဒါပေမဲ့ surface modeling မှာကြတော့ curve တွေကအဓိကပေါ့နော် curve ဆိုတာလုံးဟိုအချောင်း shape လေးတွေပေါ့နော်အဲ့ဒါတွေကအဓိကပါအဲ့ဒါ shape တွေအဲ့လိုမျိုးဟို layer တွေဆက်ထားတာပေါ့နော် surface တိဆောက်ရတာပေါ့နော် surface ရဲ့ feature တွေကကြတော့ကျွန်တော် loft တို့ sweep တို့ကျွန်တော် blend surface တို့သုံးပါတယ်ကျွန်တော် surface modeling ရဲ့အဓိက point ကတော့ကျွန်တော်တို့ shape quality ကျွန်တော် smooth transition တွေ highlight တွေမပေါ်အောင်ပေါ့နော် airport ကိုကြည့်မယ်ဆိုရင်ပိုတိတာတယ်ပေါ့နော် airport တို့မှာဆိုအဲ solid modeling နဲ့အဆင်မပြေဘူးဒီ surface smooth ဖြစ်တဲ့ဟာကို surface modeling နဲ့မှလို့ဆွဲနိုင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ deformation လို့ခေါ်တဲ့ modeling ပါ deformation modeling ဆိုတာကတော့ကျွန်တော်ရှိပြီးသား geometry တစ်ခုကိုပြီးတော့ဆွဲလိုက်တယ်ဟိုအဘက်က video မှာပြောသလိုမျိုးပဲ show လိုမျိုးဟို twist လုပ်တာတို့ ကွေးတာတို့ဟိုအဲ့မှာဘဘုထုလိုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ workflow ကို deformation modeling လို့ခေါ်ပါတယ် deformation workflow ကကျတော့ကျွန်တော် jewelry design ဆွဲနေရာတွေကျွန်တော် footwear တွေ design ဆွဲနေရာတွေမှာအသုံးများပါတယ် solid modeling လို့ dimension တိတိကျကျနေလောက်တာတဲ့ form ကို manipulate လုပ်ပြီးတော့ design shape ရအောင်လုပ်တာ deformation modeling အားသာချက်ဖြစ်ပါတယ်ဒီမှာလိုသလိုဆွဲဆန့်နိုင်တော့ဗောနော်နောက်တစ်ခုကတော့ sub D လို့ခေါ်တဲ့ modeling ပါ sub D ကကြတော့ modeling ဆိုတာထက်ကျွန်တော် polygon case တစ်ခုကို control လုပ်ပြီးတော့ smooth organic shape တစ်ခုဖြစ်ပြောင်းလဲတဲ့ workflow ဖြစ်ပါတယ်ကျွန်တော်ဥပမာ Rhino ထဲမှာဆိုရင်လုံးဝ sub D 2တွေပါတယ်ဗောနော်ပြီးတော့ blender လို့မျိုး Maya လို့လိုမျိုးဟို Fusion 360လို့မျိုးမှာ sub D workflow တွေပါပါတယ်ကျွန်တော် sub D ကကြတော့ဘာအတွက်သုံးတာလဲဆိုတော့ကျွန်တော်ကား concept တွေ character design တွေ image တွေဟို surface နဲ့တော့ပုံစံတူတယ်ဒါပေမဲ့ဒီကောင်ကပို့ပြီးတော့ free form ပို့ဖြစ်တယ်ပေါ့နော်မျိုး free form ပို့ဖြစ်တယ် surface မှာကျတော့ layer လိုက်ဖြစ်တယ်ပေါ့နော်မတူသေးဘူးပေါ့နော်ဒီကပုံစံတော့တူတယ်ဒါပေမဲ့ sub D ကကျတော့ပို့ပြီးတော့ free form ပို့ဖြစ်တယ် sub D မှာကျတော့ sketch ဆွဲပြီးတော့ extrude လောက်တာတော့မဟုတ်ဘူးဟို box ကနေလိုလိုပုံသွင်းတာပေါ့နော်ပြောရမယ်ဆိုရင်တော့ဘာအတွက်ဟို sub D modeling ရဲ့အားသာချက်ကကြတော့ကျွန်တော် design idea တခုကိုမြန်ထုတ်ချင်တဲ့အခါအရင်ကောင်းပါတယ် manufacturing အတွက်ဆိုရင် sub D shape ကို non surface ပြန်ပြောင်းတာသူက thickness တွေပြန်ထည့်တာကျွန်တော် detail ပြန်လုပ်တာတွေကိုကျွန်တော်တို့ solid မှာပြန်ပြီးတော့ solid modeling နဲ့ပြန်ပြီးလုပ်တာလုပ်လို့ရတာပေါ့နော် sub D ကိုပြန်ပြီးတော့ solid ပြန်ပြောင်းတာပေါ့နော်နောက်ဆုံးတစ်ခုကကျတော့ hybrid modeling လို့ခေါ်ပါတယ်
အဓိကပါတာပေါ့နော် solid တို့ surface တို့ deformation တို့ကျွန်တော်တို့ sub d workflow အဲ့ဒါတွေအကုန်ပေါင်းထားတဲ့ဟာကို hybrid modeling လို့ခေါ်ပါတယ်ကျွန်တော် real world product design မှာတော့ workflow တစ်မျိုးရင်းနဲ့အကုန်ပြီးတာမဟုတ်ပါဘူး drone body တစ်ခုလုပ်မယ်ဆိုပါစို့အပြင် shape ကိုကျွန်တော်တို့ sub d နဲ့ raw form ထုတ်မယ်ပြီးရင် surface modeling နဲ့ smooth surface quality ကို refine ပြန်လုပ်မယ်ကျွန်တော်အတွင်းမှာmountain balls တို့ screw hole တွေတို့ lip and groove တို့ကိုကျွန်တော်တို့ solid modeling နဲ့ပြန်ပြီးလုပ်မယ်ကျွန်တော်လိုအပ်လာလို့ရှိရင် pattern ဒါမှမဟုတ် detail တွေကိုကျွန်တော် deformation modeling ပြန်လုပ်မယ်အဲ့ဒါအကုန်ပေါင်းလိုက်လို့ရှိရင်အဲ့ workflow က hybrid modeling လို့ခေါ်ပါတယ်အတွေ့အကြုံရလာလေ software တစ်ခုတွေကိုသုံးဖို့မစင်စားတော့ဘူးပေါ့နော်workflow တွေကိုပို့ပြီးစဉ်းစားလာမယ်ကျွန်တော်ဒီ shape ကိုဒီ product ဒီ shape ကိုလုပ်မယ်ဆိုရင်ဘယ်ဟာနဲ့သွားမလဲ solid နဲ့သွားမလားကျွန်တော်ဒီ shape ကိုဆွဲမယ်ဆိုရင်တော့ surface နဲ့လုပ်မလားဒီ shape ကိုဆွဲမယ်ဆိုရင် sub d နဲ့စလုပ်မလားပို့ပြီး sub d နဲ့ဆွဲမယ်ဆိုရင်ပို့ပြီးလွယ်မလား deformation workflow ပဲသုံးမလားအဲ့လိုမျိုးတွေနားလည်လာလို့ရှိရင် 3D design မှာ level တက်လာမယ်ပြီးတော့ဘယ် shape မဆိုကျွန်တော်တို့ဆွဲနိုင်မှာဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်နဲ့ပဲ break ကြတော့